ငကိုလှိုင်းရှိပြီးတော့အမြဲဖြောက်နေရတဲ့ညီမလေးကိုဖြောက်တဲ့ဒုက္ခကနေကင်းဝေးအောင်လို့ကျမကကောက်ကြည့်ဖို့အကြံပေးတယ်ပေါ့နော်တကယ်ဆိုလို့ရှိရင်တော့ငကိုကောက်သမားတွေဖြောက်ရင်ကျမသိမကြဘူးပေါ့နော်အဲ့လိုကောက်ဖို့ပဲကျမအကြံပေးတယ်ဘာလို့ဆိုတော့သူတို့ကလှိုင်းပြန်ထွက်လာလို့ရှိရင်အရင်ကဒီ3လ4လလောက်ဆိုအရင်ကတွန့်ရင်အဖျားဖြောက်ပြီးစန့်နေလို့ရှိရင်ကျမမျက်လုံးထဲမှာတိတ်ပြီးတော့လိုက်ဖက်တယ်လို့မခံစားရဘူးပေါ့နော်အဲ့တော့ကောက်ဖို့ပဲအမြဲအကြံပေးတယ်တချို့လှိုင်းအရင်ထတယ်မာကောက်ကြံဖွာသားများနေလို့ရှိရင်တော့ကျမက digital ကောက်ကြည့်ဖို့ပဲအကြံပေးတယ်ငကိုပေါ့ပင်ကိုစီတက်ရည်တက်ပြေးသွားတဲ့ညီမလေးတွေပြီးတော့ဘေးစပင်တွေရမ်းကတ်နေတဲ့လူဆိုလို့ရှိရင်တော့ကူးပန်လက်ကောက်လေးကောက်ဖို့ပဲကျမအကြံပေးဖြစ်တယ်ပေါ့နော်ဒီညီမလေးစပင်ကတော့ဖျောက်သားကြက်နေတာဖြစ်တဲ့အတွက်အမှန်ဆိုရင် digital ကောက်မှမဖွာမှာပေါ့နော်ကူးပန်ကောက်လို့ရှိရင်တော့ဖွာနိုင်တယ်ဖွာနိုင်တော့မှ100ရာခိုင်နှုန်းကိုဖွာနိုင်တာဒါပေမဲ့ကျမကဒီညီမလေးကိုပြောပြတယ်ကူးပန်ကောက်မယ်ဆိုရင်အချိန်3နိုင်ကြာမယ် digital ကောက်ရင်အချိန်6နိုင်ကြာမယ်ဆိုတော့ညီမလေးကပြန်ရမှာဖြစ်တဲ့အတွက်သူကူးပန်ပဲကောက်လိုက်မယ်ဖွာတယ်သူလက်ခံတယ်ဆိုလို့ကျမကကူးပန်ကိုအတက်နိုင်ဆုံးမဖွာအောင်စံသားကိုထိမ့်သိမ်းပြီးတော့ကောက်ထားပေးပါတယ်ရှင်